84ခုနှစ်တဝရလာဥကျော်9ရက်2023ခုနှစ်ဖေဖော်ဝါရီလ13ရက်တနင်္လာနေ့၌အွန်လိုင်းမှာဟောကြားအပ်သောပိဋကတ်တော်လာတရားမင်းအကြောင်းအပိုင်းတရားဒေသနာတော်တန်ယုတ်တနိကေလို့ခေါ်တဲ့နိကေ9ရပ်ထဲမှာတခုပါဝင်ဖြစ်တဲ့တန်ယုတ်တနိကေကျမ်းမှာတက္ကတန်ယုတ်ဆိုတာပတ်သက်တဲ့အကြောင်းအရာတက္ကတန်ယုတ်ဆိုတာတရားမင်းနဲ့ပတ်သက်တဲ့အကြောင်းသုတ်ပေါင်း25သုတ်ရှိတယ်တရားမင်းရဲ့ထုတ်ပတ်တိပြောတာကြီးမဟုတ်ဘူးဒီထဲမှာမြတ်စွာဘုရားဟောလို့တာကတရားသဘောတွေကိုဟောလို့တာဖြစ်တယ်နော်စတိုရီပြောတာမဟုတ်အဓိကစတိုရီကအဓိကမဟုတ်ပဲနဲ့တရားမင်းဆိုတဲ့ပုဂ္ဂိုလ်ဟာညမလူမျိုးတွေလည်းတရားအကြောင်းပြောကြဆိုကြအတိကဲမဟုတ်ဘဲနဲ့ history ကဲပေါ့နော်ဒီပုံမြင်တွေကဟာမဟုတ်ဘဲနဲ့တကယ်သက်ရှိပုဂ္ဂိုလ်တူရဲ့အကြောင်းဆိုတဲ့အဓိပ္ပာယ်ပဲနတ်ဆိုတော့လူသားတိုင်းကတွေ့နိုင်တဲ့အနေအထားမရှိသည့်အတွက်ကြောင့်နတ်ရှိတယ်မရှိဘူးဆိုတာတော့အငြင်းပွားကြမှာပဲပေါ့သို့တော့လောကမှာကံတွေကအမျိုးစုံရှိသည့်အတွက်ကြောင့်တရားဝါတွေလည်းအမျိုးစုံရှိတယ်တရားဝါတွေဖြစ်တဲ့ပုံတွေတောင်မှပဲ32ပုံဆိုကံကိုအကြောင်းပြုပြီးတော့တရားဝါတွေမျိုးမျိုးဘုံဌာနတွေမျိုးမျိုးအဲ့ဒီမျိုးမျိုးထဲမှာတောင်တပုံနေတရားဝါတွေကတူညီတာမှမဟုတ်တာဥပမာတိရစ္ဆာန်ပုံဆိုလို့ရှိရင်ကြည့်လိုက်လေတိရစ္ဆာန်ဟာအမျိုးအစားပေါင်းဘယ်လောက်ဆိုတာရည်တွက်ဖို့တော်တော်ခက်တယ်ကုန်းတရားဝါရေတရားဝါနော်တိရစ္ဆာန်မျိုးတွေစုံနေကြတာစုံတာပဲကုန်းတရားဝါတွေကွာမှတ်တမ်းတင်မှုတော်တော်ခက်လောက်အောင်များတယ်ပေါ့အကုန်လုံးသိဖို့များခက်တယ်ရှည်တရားဝါလည်းပဲအကုန်လုံးသိဖို့ဆိုတာခက်တယ်တိရစ္ဆာန်ပုံနေမယ်အမျိုးအစုံလူကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းလူမျိုးအစုံတယ်လေနော်တိုက်ကြီးလေးတိုက်တော့တိုက်ကြီး9တိုက်ကမ္ဘာမှာဒီကနေ့အသိမှတ်ပြုထားတဲ့တမောင်း9000ကျော်လူသားတွေဆိုဘာသာစကားလည်းမတူကြဘူးအသားအရောင်လည်းမတူကြဘူးသို့တော့အမျိုးနွယ်ကတော့လူမျိုးလူနွယ်ဆိုပြီးတော့သိနေကြတာပေါ့နော်အဲ့တော့လောကမှာတရားဝါဆိုတာအမျိုးစုံရှိတာဖြစ်တော့လူတွေမြင်တွေ့ရမယ်တရားဝါရှိတယ်လို့လူတွေမမြင်တွေ့ရတဲ့တရားဝါတွေကလည်းအများကြီးရှိတယ်အဲ့တော့ယုံခြင်းမယုံခြင်းကိုအသာထားမြတ်စွာဘုရားကတရားအကြောင်းနဲ့ပတ်သက်ပြီးတော့ဟောထားတာရှိသလားဆိုတော့ရှိတယ်ဘုရားကိုယ်တိုင်ဟောတာတဲ့တရားအကြောင်းပါဠိလိုတရားကိုတက္ကလို့ခေါ်တယ်တက္ကဆိုတဲ့ပုဂ္ဂိုလ်နေပြီးတော့တရားဆိုတာဖြစ်လာတယ်လို့ဆိုနိုင်တယ်တက္ကကဘာလို့တက္ကကတရားဖြစ်လဲလို့ဆိုရင်နိစ္စတာပြောမယ်ဆိုရင် Sanskrit ဘာသာအရပါဠိကတက္ကလို့ဆိုတဲ့အခါမှာ Sanskrit ဘာသာအရစက္ကရလို့ဖြစ်ဖွယ်ရှိတယ်ပေါ့နော်ရရည်နဲ့စက္ကရအဲစက္ကရကနေပြီးတော့တရားဆိုဖြစ်လာပမာကရှာလိုက်တဲ့အတန်ကိုသိမသုံးတာပေါ့ဥပမာပရာတာရပါတာရပါတာရကပရာတာရကိုပမာကျတော့ပြတ်တတ်လို့ခေါ်လိုက်ပြန်အဲ့လိုခေါ်ရရအများကြီးတင်းချံဆိုတာလည်းကြည့်ပေါ့တင်းချံက
သင်္ကရန္တဆိုတဲ့ပုဂ္ဂိုလ်သင်္ကရန္တကနေပြီးတော့သံကရန္တလို့ဒီတက္ကဒဘာသာဟိန္ဒူဘာသာတွေကျတော့သံကရန္တလို့ခေါ်တယ်ပြောင်းလဲမှုလို့ဆိုလို့တယ်နှစ်ပြောင်းတာနှစ်တစ်ခုကနေနှစ်ဟောင်းကနှစ်သက်ကိုပြောင်းရွှေ့ခြင်းသို့မဟုတ်ချိုးပြောင်းရှားသည့်ဥလူပြောင်းခြင်းအဲ့ဒီဝဟရပဲဒီနာအိန္ဒိနာချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံကျတော့ဆုံကရံလို့ခေါ်တာဒီတက္ကရတဲ့သင်္ကရန္တပဲပါဠိကသင်္ကရန္တသင်္ကန္တသင်္ကန္တကတက္ကရဘာသာဟိန္ဒူဘာသာကျတော့သံကရန္တလို့အတန်းထွက်တယ်တော့ထိုင်းကအတန်းထွက်လိုက်တဲ့အခါကျတော့ဆုံကရံဖြစ်သွားဗမာကအတန်းထွက်တော့သင်္ကြံကိုနှုတ်နဲ့ကိုရှာနဲ့ကြိုက်အောင်စကလုံးတွေကတူညီတဲ့အခြေခံရှိပေမဲ့လို့ထွက်လာတဲ့အတန်တွေကပြောင်းလဲသွားတယ်ပေါ့နော်ဒါအထူးဆန်းမဟုတ်ပါဘူးအင်္ဂလိပ်စကားပြောတဲ့နိုင်ငံတွေတောင်မှပဲနော် restaurant ဆိုတာစားသောက်ဆိုင်ကို restaurant လို့ဖတ်တာရှိတယ် restaurant လို့ဖတ်တာရှိတယ်အင်္ဂလန်မှာက stupid လို့ဖတ်ပေမဲ့လို့အမေရိကန်လူတွေက stupid လို့ဖတ်ပြန်အဲ့လိုပေါ့ဖတ်တာတွေကမတူကြတာတွေကတော့ဒါရှိပေါ့နော်အဲ့တော့တက္ကဆိုတဲ့ပုဂ္ဂိုလ်နေပြီးတော့ဗမာတွေကတရားလို့ခေါ်လာကြတာနောက်ပြီးတော့ဆက်ပြီးတော့တရားပွဲနဲ့တရားမင်းဆိုတာလည်းဆက်ပြီးတော့နေတယ်သို့တော့တရားမင်းဆိုတာဟာ50 ဇတိတော့လည်းပဲခဏခဏလူလောကနဲ့ဆက်နွယ်နေတာဆိုတာတွေ့ရတယ်မြတ်စွာဘုရားလက်ထက်ကလည်းတက္ကပညာသုတ်ဆိုတာတရားမင်းကမေးလို့ဖြေတဲ့သုတ်ရှိအခုဒီကတော့တက္ကတန်ယုတ်တက္ကတန်ယုတ်တာဆိုတာသုတ်ပေါင်း25သုတ်ရှိတယ်အဲ့ဒီ25သုတ်ကိုအပိုင်းလိုက်ခွဲပြီးတော့မှတ်သားတယူကြရအောင်ဒီသုတ်တနေထဲမှာမှတ်သားစရာတွေပါတယ်မြတ်စွာဘုရားကတရားမင်းရဲ့စတိုရီကိုပြောချင်တာမဟုတ်ဘူးအဓိကယဟန်တွေကိုဆုံးမတာမိဘတွေကကလေးတွေကိုပုံပြောပြီးတော့ဆုံးမတယ်လို့ပဲမြတ်စွာဘုရားကတော့ဒါပုံမြင်အနေနဲ့ပြောတာမဟုတ်ပဲနဲ့တကယ်လောကမှာဒီလိုထင်ရှားတဲ့ပြောမယ်ဆိုရင်တော့ super power ပေါ့နော်တကောအဲ့ဒီပဲကြီးတဲ့ဒီလိုတရားလို့ဆိုတဲ့နတ်တွေတောင်မှပဲတိခဏနဲ့စိတ်ရှိတယ်ကြိုးစားအထုတ်တယ်ဒါတွေကနမူနာယူရမယ်ဆိုတဲ့ဟာတွေကိုပြောတာကောင်းတဲ့ဟာတွေနမူနာရှိတယ်ပေါ့အဲ့ဒါတွေကိုဟောချင်တာမြတ်စွာဘုရားနော်အဲ့ဒါကြောင့်မို့တက္ကတန်ယုတ်မှာသုတ်ပေါင်း20နဲ့သုတ်နောက်အနှစ်ချုပ်ကြည့်လိုက်လို့ရှိရင်တရားမင်းကြီးရဲ့ကြိုးစားအထုတ်မှုသူ့ရဲ့သိခံစိတ်သူ့ရဲ့အများပေါ်မှာထားတဲ့အတူယူစရာစိတ်ဓာတ်တွေတရားမင်းရဲ့စိတ်ဓာတ်တွေအဲ့ဒါအဓိကအဲ့ဒီအဓိကကိုဟောကြလို့ဒီတက္ကတယုတ်ကရသော်ပြဟောတာတော့ပိဋကတ်သုံးပုံမှာစုဆောင်းထားအဲ့ဒီဟာတွေကိုအပိုင်းလိုက်ဒီနေ့နံပါတ်1သုတ်ကနေစပြီးတော့ပြီးသလောက်ဟောတော့အဲ့တော့ပထမဆုံးမှာသူဝိရသုတ်ဆိုသူဝိရဆိုတာတရားမင်းရဲ့သားတရားကဘယ်လိုလုပ်သားရတယ်လဲလို့ဆိုနတ်ပြည်မှာတော့အိမ်အောင်ပြုတ်ပြီးတော့သားသမီးရတဲ့ပုံစံမဟုတ်ဘူးနတ်သားတစ်ပါးဟာတရားမင်းရဲ့ရင်ခွင်ထဲမှာဖြစ်ပေါ်လာတဲ့နတ်သားသည်တရားမင်းရဲ့သားပဲသူမွေးဖွားတဲ့အချိန်မှာတရားမင်းရဲ့ရင်ခွင်ထဲမှာပေါ်လာတယ်နတ်သမီးဆိုရင်တရားမင်းရဲ့သမီးပေါ့သို့မဟုတ်သူနဲ့အနီးအဆက်သူအိတ်တဲ့ခရင်ဘေးမှာခြေရင်မှာဖြစ်လာတဲ့ဆိုရင်တော့တရားမင်းရဲ့ဇနီးပေါ့အဲ့ဒီတရားမင်းနေတဲ့ဘုံမိမ္မာန်ထဲမှာလာဖြစ်တဲ့ဆိုရင်တရားမင်းရဲ့ချွေရံပြိတ္တာတရားမင်းပိုင်တဲ့
သူ့ရဲ့ဥယျာဉ်ဗိမာန်ထဲမှာဖြစ်ရင်တရားမင်းရဲ့အချွေရံပြိတ္တာလို့အဲ့လိုဖြစ်လာကြတာတော့ကိုယ်ကံနဲ့ကိုဖြစ်ကြတာဒါပေမဲ့အဲ့ဒီပတ်သက်ကြောင့်သူတို့မှလည်းပဲတတ်မှတ်တဲ့စီကံတွေတော့ရှိတယ်ပေါ့နော်လူတွေမွေးဖွားသလိုမွေးတာမဟုတ်ဘူးတာဝရိန္ဒနဂတရားတွေကပွားကနေဖြစ်လာတဲ့သဘောဥပပတ္တိဩပပတ္တိကပရိသေတွေလို့မွေးဖွားနည်း၄မျိုးထဲမှာကိုထင်ရှားဖြစ်ပြီးတော့မွေးဖွားနည်းလို့ခေါ်တယ်လူတွေလည်းအဲ့လိုမွေးတာရှိတယ်ဩပပတ္တိကပရိသေတွေအနေနဲ့မွေးတာရှိတယ်တိရစ္ဆာန်တွေလည်းအဲ့လိုမွေးတာတွေရှိတယ်ဒါပေမဲ့လို့ရှားတယ်ပေါ့နော်ရှားတယ်လူလည်းအဲ့ဒီနည်းနဲ့မွေးတာရှိတယ်နောက်ရိုးရာမိခင်ရဲ့အိမ်ထဲမှာတရေတီပြီးတော့မွေးတာကိုဆလပူဇာလို့ခေါ်တယ်မိခင်ရဲ့အိမ်ထဲမှာတရေတီပြီးမွေးလို့ရှိရင်ဆလပူဇာအိမ်မှာဖြစ်သူလို့ဒီလိုတွေပဲရတယ်အဲ့ဒီမှာငှက်တွေကြက်တွေလို့အိမ်ထဲမှာဖြစ်ပြီးတော့ဥအနေနဲ့မွေးတယ်ဥကမှတစ်ခါပေါက်တယ်အဲ့ဒါကြတော့အန္တစလို့ခေါ်တယ်အန္တဆိုတာကြက်ဥငှက်ဥကနေပေါ့တာသူတို့ကြတော့နှစ်ခါမွေရဥအနေနဲ့တစ်ခါမွေတယ်တစ်ခါဥကနေတစ်ခါပေါက်တယ်အဲ့ဒါလို့အခေါ်လေးတွေရှိတယ်နောက်တစ်ခါတန်သေးတစဆိုတာအစုတတ်တို့အညိတို့ဆွဲပြီးတော့မွေးတာဗမာတွေကတန်တေသူလို့ခေါ်တယ်ပထမဒေဝီမိဖုရားလောင်တို့လို့ဂျာပန်နဲ့မှမွေးတာဂျာပန်နဲ့မှတရေတီးတာဖះလက်ထက်ကပောက္ခရတာတိပုံနာဆိုတာလဲဂျာပန်နဲ့မှတရေတီးတာအဲ့ဒါတွေကြတော့တန်တေဒဆအစုတတ်ကနေပြီးတော့အစုတတ်တဲ့မှဖြစ်လာတာသူကတော့သေးသေးလေးကနေစဖြစ်လာစဖြစ်ကြရသူကအင်းကချစ်လက်အပြည့်စုံပြီးတော့တဖြည်းဖြည်းဘာနဲ့တူတော့ဆိုရင်လေတိုးသလိုပဲတဖြည်းဖြည်းကြီးလာတာသူစဖြစ်တော့အသေးလေးဒါပေမဲ့အကုန်လုံးပါမျက်စိနာနာလေးရအင်းကအကုန်လုံးပါပြီးတော့ပြမဲ့လေရောက်ရဖြည်းကြီးထွားသွားတာသူကြီးထွားနှုတ်ကမြန်နေပေါ့လူလည်းအဲ့လိုပဲလေပွေတော့ပေါက်စာလေးပဲပြီးတော့ကြီးလာအဲ့လိုပဲကြီးလာခုနဩပပတ္တိကကြတော့သစိမ့်ဆိုင်လို့ပြောအောင်ဘဝမှာရဲ့သူဖြစ်မဲ့အရွယ်အစားတိုင်းတစ်ခါတည်းမွေးတာအမျိုးသမီးတွေဆိုရင်16နှစ်အရွယ်ဆိုင်အမျိုးသားတွေဆိုရင်အသက်စိတ်အရွယ်ဆိုင်မှာတစ်ခါတည်းမွေးတယ်အဲ့ဒါဩပပတ္တိကအဲ့ဒါလို့မွေးဖွားကြတာပေါ့အဲ့တော့တရားပေါ့မသာသမီတို့အချမ်းရံပြိတ္တတို့ဆိုတာအဲ့ဒီပုံစံနဲ့သတ်မှတ်ထားတာပေါ့ရှင်ကမှာဖြစ်လို့ရှိရင်သာသမီကရင်ချေမှာဖြစ်လို့ရှိရင်အိမ်နောက်ပဲနောက်တိုက်ခန်းထဲမှာတနေရာမှာဖြစ်ရင်အပြုစုလို့ကြွေချမ်းရဥယျာဉ်ထဲမှာဖြစ်ရင်အပြုစုလို့ဆိုချမ်းရအဲ့ဒါလို့သတ်မှတ်ထားတာပေါ့အဲ့တော့ဒီသူဝိရတုတ်တန်လေးကိုကနေစားပြီးတော့ပြောအောင်ရှင်နန္ဒာကပြန်ပြောတယ်ဧဝံမေတုတံဒီတုတ်တန်ကိုသူကိုယ်တိုင်အခုလိုပဲသင်ယူမှတ်သားဆောင်ထားခဲ့ပါတယ်တဲ့အခါတော်မြတ်စွာဘုရားဟာစေတုံတောင်ထိမြို့အနာရဘိန်တထေးဆောက်လို့လှူဒန်းတဲ့စေတုံကျောင်းမှာတရင်သုံးနေထိုင်ပါတယ်အဲ့ဒီအချိန်မှာယဟန်တွေကိုဟောခဲ့တာဒီတုတ်တန်သူဆိုလို့ယဟန်တွေကိုဟောတာတော့ရှင်းကအကြောင်းတစ်ခုကိုပြောတော့မယ်ဆိုလို့ရှိရင်950ဇတ်တွေကြတော့အတိတေဗာရဏတိယံဆိုတာနဲ့ပြောတာဖះကအတိတေလို့သိမပြောဘူးဖះဟောတဲ့ဇတ်လမ်းတွေကြတော့ဘုဒ္ဓပုပ္ပဘိက္ခုေဘုဒ္ဓပုပ္ပရှေးတုန်းကဖြစ်ခဲ့ဘူးတယ်ရှိခဲ့ဘူးတယ်ဘုဒ္ဓဆိုတာဖြစ်တာပုပ္ပကရှေးတုန်းကဖြစ်ခဲ့ဘူးတယ်ဆိုအဲ့ဒီစကားလုံးနဲ့စားတာမြဲတာဒီမှာလည်းပဲဘုဒ္ဓပုပ္ပဘိက္ခုရှေးတုန်းကဖြစ်ဖြစ်တစ်ခုပြောမယ်ဆိုရင်အတုရာထေဝေအဖိယံတုအတုရနတ်တွေဟာထေဝဆိုတဲ့နတ်ကို2မျိုးခွဲခြားသတ်မှတ်တာလေအတုရဆိုတဲ့နတ်က1မျိုးထေဝဆိုတဲ့နတ်က1မျိုး
အတုရာတွေဟာအတုရာနတ်တွေဟာထေဝနတ်တွေကိုထိုးစစ်ဆင်ဖို့ချီတက်လာကြတယ်အဖိယံသူဆိုတာစစ်ကြောင်းအနေနဲ့တက်လာအတုရနတ်တွေကထေဝဆိုတဲ့နတ်တွေနဲ့စစ်တိုက်မလို့စစ်ချီတက်လာတယ်အဲ့ဒီကနေစထားတာနော်အဲ့ဒီလိုစစ်ကြည့်တိုက်လာတဲ့အခါထေဝတို့ကိုအစိုးရတဲ့တခြားမင်းကသူဝိရာဆိုတဲ့သူ့ရဲ့သားနတ်သားကိုပြောတယ်ဣတိတတသူဝိရာအတုရထေဝေအဖိယန္တိကိစ္စတတသူဝိရာအတုရိပစ္စုံယဟိငါသားသူဝိရာအတုရတွေကတေဝါတို့နဲ့စစ်တိုက်မလို့စစ်တပ်ကြီးချီတက်လာနေပြီအဲ့တော့မင်းသွားငါသားသူဝိရာမင်းသွားလိုက်သွားပြီးတော့သူတို့ကိုရင်ဆိုင်တက်လာတဲ့စစ်တပ်ထိုးစစ်ကိုသွားပြီးတော့ရင်ဆိုင်ရမယ်ဟန်တားရမယ်ပေါ့ဟိုကစစ်တပ်တက်လာပြီဆိုရင်ဒီကသွားပြီးတော့တိုက်အဲ့လိုခိုင်တာအဲ့ဒီကနေစထားတာအဲ့တော့ဒီနေရာမှာအထက်ကရာကဖြည့်ဆွက်ပြောတဲ့ဇာလန်လေးကိုအရင်ပြောရအောင်လို့မဆိုရင်ဒီဇာလန်ကြီးဆိုရင်နားမလဲဘူးတကြအမင်းဆိုတာဘာတူလဲလို့ဆိုရင်လူပြည်တော်ကမဆလာဆိုတဲ့ရွာမှာတကယ်ကိုအများအတွက်အလုပ်လုပ်တဲ့ပုဂ္ဂိုလ်တယောက်ပဲသူနေတဲ့ဒေသမှာလမ်းပန်းဆက်သွယ်ရေးကောင်းအောင်နော်လူတိုင်းစိတ်ချမ်းသာမှုရအောင်လမ်းတွေကိုပြုပြင်နေအဆောက်အဦတွေဆောက်တယ်ဥယျာဉ်ဗိမာန်တွေတီးတယ်ဆိုတဲ့ကုသိုလ်ကောင်းမှုဆွဲမြင့်သူကလုပ်ခဲ့တာသူနဲ့လာပြီးတော့ပူပေါင်းတဲ့ပုဂ္ဂိုလ်က33ယောက်ရှိတယ်သူကပဝင်33ယောက်အဲ့ဒီ33ကိုပါဠိလိုကတစ်တိန်တာလို့ခေါ်တယ်33ယောက်ကုသိုလ်ပေါင်းပြီးတော့လုပ်ကြတယ်ဘာလုပ်တယ်ဆိုရင်ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ကြတာလူတိုင်းဟာတာယာတဲ့နေရာကိုကြိုက်တယ်တန်ရှင်းတာရမှုကိုကြိုက်ကြတယ်ဒါကြောင့်ဘယ်နေရာပဲကြည့်လိုက်လှပနေအောင်ဥယျာဉ်တွေဗိမာန်တွေလမ်းတွေသူတို့ကဖောက်ပြီးတော့လူတိုင်းအပန်းဖြေနားနိုင်အောင်အဲ့လိုပန်းဖြေဌာနတွေကိုလုပ်ကြတာသူတို့ကုသိုလ်ပြလုပ်ကြတာအဲ့ဒီကနေစပြီးအဲ့လိုပူပေါင်းပြီးတော့ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာနောက်ဆုံးသိတဲ့အခါကျတော့တာဝရိန္ဒနတ်ပြည်တာဝရိန္ဒနတ်ပြည်ကဘယ်မှာရှိတုံးဆိုရင်မြစ်မို့တောင်မှာရှိတယ်မြစ်မို့တောင်ထိပ်မှာရှိတယ်အဲ့တော့မြစ်မို့တောင်ဆိုတာဘယ်မှာရှိတုံးလို့ဆိုခုကဘာလုံးနဲ့ပြောမယ်ဆိုဖြစ်နိုင်ကြရှိတာကိုပြောပြတာသူကကဘာကြီးတည်နေပုံကိုကြည့်မယ်ဆိုလို့ရှိရင်မြတ်မို့တောင်ထိပ်ကိုရှေးတွေကမြတ်မို့တောင်ကြီးကပင်လယ်ထဲမှာတဝက်ကမြုပ်နေတယ်တဝက်ကအပေါ်နေတယ်နော်တဝက်ကမြုပ်နေတဲ့တဝက်ကအဲ့ဒီမှာပေါ်နေတဲ့တဝက်အောက်ခြေခပန်းတောင်ရဲ့ခပန်းရေပြင်းနေလွှမ်းနေတဲ့ရှေးပြင်းနေရှိတဲ့နေရာပတ်ဝန်းကျင်အဲ့ဒါလူဘုံနဲ့အဲ့တော့မြတ်မို့တောင်ရဲ့ခပန်းနော်ပင်လယ်ကြီးတွေနဲ့ဆက်နေတဲ့မြေလွှာတွေကအဲ့ဒါလူဖုံနဲ့အမြင့်မို့တောင်ထိပ်အမြင့်ဆုံးနေရာကတော့တာဝရိန္ဒနတ်ပြည်တဲ့အဲ့တော့မျက်စိထဲမှာကြည့်လိုက်မယ်ဆိုရင်ဒီမြေပြင်ကြီးပေါ်မှာစုကြီးတက်နေတဲ့အမြင့်ဆုံးနေရာအဲ့ဒီမှာလူဘုံကအဲ့တောင်ကြီးရဲ့ခဘာမှာရှိတယ်ပတ်ဝန်းကျင်မှာပင်လယ်တွေရှိတယ်အဲ့မြေပြင်အဲ့ဒီရဲ့ထက်ကျတော့စတုမာရဲ့နတ်ပြည်အဲ့ဒီအထက်တောင်ထိပ်မှာတော့တာဝရိန္ဒနတ်ပြည်လို့သူတို့ရှိတယ်တဲ့အဲ့တော့တရားမင်းတို့အဖွဲ့ကကုသကောင်းမှုတွေလုပ်ပြီးတော့တာဝရိန္ဒနတ်ပြည်မှာသွားပြီးတော့နတ်သားဖြစ်ကြတယ်အဲ့နတ်သားဖြစ်တော့အဲ့တာဝရိန္ဒနတ်ပြည်မှာအခုကလူတွေလို့ဆိုလို့ရှိရင်ဘယ်နေရာဖြစ်ဖြစ်တရားဝါတွေကရှိနှင့်နေတာရှိတယ်လေအဲ့ဒါကိုအဘောရိဂျီနီလို့ခေါ်တာပေါ့မူလကျွန်းနေလူမျိုးဆိုတာဘောရိဂျီနီရရှိတယ်ခုဩစတြေးလျမှာလည်းဘောရိဂျီနီတွေရှိတယ်နော်ဩစတြေးလျမှာဘောရိဂျီနီမူလကျွန်းနေအမေရိကန်မှာလည်းဘောရိဂျီနီရှိတာပဲ
တီဟိုကျွန်းလေးမှာတောင် Aborigine ဆိုတာရှိတယ်မူလကျွန်းနေလူမျိုးသူတို့မရောက်ခင်ရောက်တာအဲ့ဒါလိုပဲတာဝရိန္ဒနတ်ပြည်ရဲ့ Aborigine လို့ပြောလို့ရတဲ့ရှိနှင့်နေတဲ့နတ်တွေရှိတယ်ဒီအဖွဲ့ရောက်သွားတဲ့အခါကျရှိနှင့်နေသူတို့ကကုသိုလ်ကောင်းမှုကိုကြာကြာနာနာလှုပ်ထားတဲ့ပုဂ္ဂိုလ်တွေကရောက်လာတဲ့အခါသူတို့ကတိလွင်နဲ့တောက်ပြောင်နေကုသိုလ်ကောင်းမှုရဲ့အရှိန်အဝါကြီးကြတယ်ပေါ့အုပ်စုလိုက်တစ်ခါတည်းရောက်လာကြတာအဲ့တော့လူတွေနဲ့ခတ်ဆင်နေပဲလူတွေလည်းအုပ်စုလိုက်ရွှေ့ပြောင်းကြတာဖမလို့ပြောတဲ့မျိုးနွယ်စုမွန်ခမလို့ပြောတဲ့မျိုးနွယ်စုဆိုရတဲ့တိဘက်ကနေပြီးတော့ဆင်းလာပြီတိဘက်တို့ဗာမင်းအုပ်စုတို့မွန်ခမအုပ်စုတို့ဆိုတာလေနော်အဲ့ဒါလို့လူတွေဟာရွှေ့ပြောင်းလာတယ်လို့ပဲတရားမင်းနဲ့အုပ်စုကလည်းတာဝရိန္ဒနတ်ပြည်ကိုရောက်လာကြရှောင်းလာတဲ့အခါကျတော့ငကိုနေထိုင်တဲ့နတ်တွေကသူတို့လောက်မတောက်ပြောင်ကြဘူးသူတို့လောက်အရှိန်ဟောမကြည့်ကြဘူးဒါပေမဲ့သူတို့ကလည်းအလုတ်သိမ့်မလုပ်ကြဒီကနေ့ခေတ်မှာလည်းပဲအမေရိကန်မှာနေတဲ့ Red Indian ဆိုတဲ့လူတွေကအလုတ်မလုပ်ဘူးလေအမေရိကန်ဆိုရကိုလိုနီတစ်ခုလှုပ်ထားပြီးတော့အဲ့ဒီမှာသူကကျွေးမွေးစောင့်ရှောက်ထားတာဆိုရှားရတဲ့အရက်ထိုင်တောင်းနေကြတာသက်40လောက်ဆိုသိကုန်ကြတယ်ဒါကြားဘူးတာပြောတာနော်သက်40လောက်ဆိုသိကုန်ကြဘာအရက်ဖက်ဖိတောင်းနေကြတာသူတို့ဘာလည်းမလုပ်အောင်ဆိုရထောက်ပံ့ကြီးထိုင်စားပြီးတော့နေကြတာအဲ Red Indian ဆိုတဲ့လူမျိုးတွေအမေရိကမှာရှိအဲ့တော့အဲ့ဒါလိုပဲဒီအတုရာလို့ခေါ်မဲ့မူလတာဝရိန္ဒကနတ်တွေဟာနောက်ထပ်နတ်အသစ်တွေရောက်လာတဲ့အခါမှာအလုပ်တုံးဆိုရင်လူသစ်ပဲနတ်သစ်တွေရောက်လာတယ်ပေါ့ထေသတစ်ခုမှာစီကားလာတယ်ဆိုတော့အသစ်တွေရောက်လာတော့စီကားလာတော့သူတို့ကဘာလို့ကြပွဲသွင်းကျင်းပကြတယ်သူတို့ပွဲတာဘာလို့ဆိုအရက်တောက်တဲ့ပွဲနတ်ပြည်မှာရှိတဲ့ပန်းတွေရနတ်တွေကနေပြီးတော့ဖြစ်ပေါ်လာတဲ့သဘာဝအရက်ချိုအရက်မွေးတွေပေါ့နော်အဲ့ဒါတွေတောက်ပြီးမူရကြတာသူတို့အဲ့လိုတောက်စားပြီးတော့မူရပြီးပျော်ပွဲစားကြတာပေါ့နတ်တွေရောက်လာအဲ့ဒီမှာတရားမင်းကသူ့လူတွေကိုသူ့နတ်တွေသူ့အဖွဲ့တွေကိုပြောထားတယ်မင်းတို့မတောက်ကြနဲ့တောက်ချင်အောင်တော့ဆောင်းနေလိုက်မတောက်နဲ့တောက်ချင်အောင်ဆောင်းတာတရားမင်းကသူကအကြမ်းဉာဏ်ရှိတယ်သူကခေါင်းဆောင်ကိုအဲ့လိုဟိုကောင်းနေကတောက်ကြပြီတောက်တယ်ဆိုတာလူအရက်ဖြစ်ဖြစ်နတ်ရက်ဖြစ်ဖြစ်မူးမှာပေါ့မူးရစေတတ်တဲ့ဟာကိုအကောင်းနေမူးကုန်မူးပြီးတော့အိပ်ပျော်ကုန်ကြလူတွေတော့ထားပြီးတော့မတောင်းညမှုထမှာတယ်မူးယူအိပ်ပျော်နေကြတဲ့အခါမှာကဲဒီကောင်းနေနဲ့တို့တူတူနေလို့မဖြစ်ဘူးဆိုပြီးတော့အဲ့ဒီကောင်းနေခြေတော်နှစ်ချောင်းကန်ပြီးတော့တောင်ထိပ်ကနေအောက်ပင်လယ်ထဲပြစ်ချတယ်လို့ပြောတယ်သူတို့ကလည်းကံရှိတဲ့ပုဂ္ဂိုလ်တွေဆိုပင်လယ်ထဲပြစ်ချလိုက်တဲ့အခါမှာဒီပင်လယ်ထဲမှာတဝက်မြုပ်နေတဲ့မြတ်မို့တောင်ရဲ့အောက်ခြေမှာအတုရနတ်ဘုံဆိုပြီးတော့သွားဖြစ်တာတာဝရိန္ဒနတ်ပြည်ကလည်းအကျယ်ယူဇနာ1000ရှိတယ်သူတို့ကလည်းအကျယ်ယူဇနာ1000ရှိတယ်အကျယ်ဝန်းကျင်တူတူပဲသူတို့နေဖို့တီးတဲ့တစ်ခုဖြစ်သွားတာပေါ့အောက်ခြေမှာတရားမင်းဖွဲ့ရလည်းပဲတာဝရိန္ဒနတ်ပြည်ထိတ်တဲ့မှာသူတို့ကဖြစ်တယ်အဲ့ဒီကြတော့မှသူတို့ကိုတစ်တိန်သာကုသိုလ်ကောင်းမှုလုပ်တဲ့လူတွေတစ်တိန်သာကနေပြီးတော့တာဝတိန်သာတာဝကတိကနေလာပြီးတော့33ယောက်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်33ဦးကုသိုလ်လုပ်တဲ့နတ်မင်းဖြစ်တာ33ဦးအဲ့ဒီ33ဦးဦးစီးတီထောင်တဲ့နတ်ပြည်မို့တာဝရိန္ဒနတ်ပြည်လို့အဲ့လိုခေါ်တာတဲ့လူတွေရဲ့အနှစ်တရမှာတာဝရိန္ဒနတ်ပြည်တရက်ပဲရှိသေးတယ်တတန့်ရှိတယ်ဒါအစထရိုနိုဟိုရင်ပေါ့အာဂတသူရဲ့ကောင်းနေနဲ့ကောင်းကင်ဘုံကပို့ပြီးတော့
နေတာညတာရှိတယ်ဆိုတာကြားရတယ်ပေါ့သူတို့တွေ့ကြုံရအဲ့တော့နတ်ပြည်ကတာဝရိန္ဒနတ်ပြည်ဆိုတာအဲ့ဒီကြာနေစပြီးတော့ဖြစ်လာတယ်မြတ်မို့တောင်ထိပ်မှာရှိတဲ့တာဝရိန္ဒနတ်ပြည်ကပင်လေကတိပင်ဆိုတာအဲ့ဒါပွင့်တယ်ဒီနေ့မှတစ်ခါပွင့်တယ်ပင်လေကတိပင်ပွင့်တယ်အတုရတွေကိုခုနကခြေတော်နှချောင်းကင်ပြီးတော့အောင်ပြစ်ချလိုက်တဲ့အချိန်မှာအတုရနတ်ပုံဖြစ်တယ်အဲ့တော့သူတို့ကိုအတုရလို့ခေါ်တာကြတော့ဘာလို့ဆိုရင်ခြေတော်နှချောင်းကင်ပြီးတော့ပြစ်လိုက်တဲ့အခါမှာကောင်းကင်ကနေပြီးတော့ကြာသွားတော့သူတို့ပြန်ပြီးတော့အယက်မူးပြေသွားတယ်ကြာနေတဲ့အချိန်မှာအယက်မူးပြေပြီးတော့နတုရံပိဝိမနတုရံပိမနောက်မတော့တော့ပါဘူးနောက်မတော့တော့ပါဘူးလို့អော်ကြတယ်အဲ့တော့တုရဆိုတာအယက်အတုရဆိုတာအယက်မတော့တော့ပါဘူးလို့ပြောအဲ့ဒါနဲ့သူတို့ကိုအတုရလို့ခေါ်တယ်လို့အဲ့ဒါဆိုလို့ရှိရင်ငကိုကနာမည်မဟုတ်ဘူးလို့ပြောလို့ရတာပေါ့နော်အဲ့ကြတော့မှသူတို့ဒီနာမည်ရလာတုရနဲ့အတုရတာဝရိန္ဒနတ်ပြည်ကနတ်တွေကိုတော့တုရလို့ခေါ်တယ်အဲသူတို့နဲ့ဆန့်ကျင်မဲ့နတ်တွေကြတော့အတုရလို့ခေါ်တယ်အဲ့တော့သူတို့ကလည်းနေရအသစ်တိုင်းပြည်အသစ်ပေါ့တီထောင်ကြအဲသူတို့တိုင်းပြည်မှာတော့ဘာရှိတုံးဆိုလို့ရှိရင်သခုတ်ပင်ပွင့်သခုတ်ပင်ပွင့်သခုတ်ပင်သူတို့ကနေရချင်းလည်းတူရရဲ့ဆိုတဲ့အချိန်မှာတခြားအချိန်မှာသူတို့သိပြီးတော့သူ့ဘုံဘွားနဲ့သူနေကြတာသူတို့ပေါင်းသိနေပဲသူတို့လုံနေကြတယ်တခြားအချိန်မှာမေ့နေကြတယ်အဲ့သခုတ်ပင်ပွင့်ပြီဆိုလို့ရှိရင်တော့ငါတို့နေတဲ့နေရာကငကိုယ်တော့သခုတ်ပင်မဟုတ်ဘူးပင်လေကတိပင်ဖြစ်တယ်အခုသခုတ်ပင်ဖြစ်တယ်ငါတို့တခြားနေရာငါတို့ရောက်နေတာဖြစ်မယ်ဆိုတော့အဲ့ကြတော့ပြန်တတိယပြီးတော့တာဝရိန္ဒနတ်ပြည်ကိုပြန်ပြီးတော့တိုက်တာစစ်တိုက်ကြတာအဲ့ဒါကြောင့်မို့လို့ဓမ္မရဲ့ဗမာစကားမှာသခုတ်ပင်ကမိတကြီးကြီးဆိုတာနော်သခုတ်ပင်ကမိတကြီးကြီးစစ်ပွဲခဏခဏဖြစ်တယ်အဲ့ဒါကိုပြောတာအဲ့ဒီမှာသူတို့ကတက်ပြီးတော့တိုက်ကြမှာတိုက်ဖို့တက်လာတယ်တာဝရိန္ဒနတ်ပြည်ကိုတက်လာကြတာအဲ့တာဝရိန္ဒနတ်ပြည်တရားမင်းရဲ့ဘုံကိုပြန်တိုက်မယ်ပြန်တိုက်ယူမယ်ဆိုပြီးတော့သူတို့တက်လာတယ်အဲ့တက်လာတဲ့အခါမှာသူတို့ကမြင့်မို့တောင်အောက်ခြေမှာရှိတယ်တရားမင်းရဲ့တာဝရိန္ဒနတ်ပြည်ကထိပ်မှာရှိတယ်ဆိုအဲ့ဒီလမ်းကြောင်းတိုင်းတိုက်လာတောင်မောတက်လာကြတာပေါ့နော်တက်လာတဲ့အခါတရားမင်းကြီးကအဲ့ဒီမှာ security ခိတ်က9ခိတ်ထားတယ်နော်အဲ့ဒီ9ခိတ်ကိုပါဠိစာပေမှာအာလိန်ဒလို့ခေါ်တယ်အဲ့ဒါကြောင့်မို့အာလိန်50ဖရာတို့ကတော့ရှိတာဒီစာပေထဲမှာပါတယ်အာလိန်ဒကိုကြည့်ပြီးအာလိန်50ဆိုအဲ့ဒါ security gate 5ခုတရားမင်းနေတဲ့တာဝရိန္ဒပြည်ရောက်ဖို့ရခိတ်5ခုကိုဖြတ်ရမယ်နော်ဒီမျိုး2မျိုးကတာဝရိန္ဒနတ်ပြည်ကမြို့ရယ်အတုရနတ်ပြည်ကမြို့ရယ်ဒီမျိုး2မျိုးကစစ်တိုက်ပြီးသိမ်းလို့မရဘူးအဲ့ဒါကြောင့်မလို့အာယုဆပူရလို့ခေါ်တယ်သူတို့စစ်ထိုးပြီးတော့အနိုင်ယူလို့မရတဲ့သူတို့ပဲနေရမယ်နေရပေါ့စစ်တိုက်ပြီးသိမ်းလို့မရဘူးရန်သူကသိမ်းလို့မရဘူးအာယုဆပူရစာစစ်ထိုးလို့မရတဲ့မြို့အဲ့ဒါကိုနာမည်ယူပြီးတော့အိန္ဒိယမှာအာယုဒ္ဓယဆိုတဲ့မြို့ရှိတယ်ထိုင်းမှာလည်းပဲအာယုဒ္ဓယဆိုတဲ့မြို့ရှိတယ်အာယုဒ္ဓယဆိုတာယုဒ္ဓယယုတ်စနဲ့ယုဒ္ဓယသူတို့ကတက္ကရာဘာသာနဲ့ယုဒ္ဓယပါဠိဘာသာကျတော့ယုတ်စအာယုတ်စစစ်တိုက်လို့မရတဲ့မြို့စစ်တိုက်လို့မရတဲ့မြို့ဆိုတဲ့နာမည်နဲ့အာယုဇပူရာလို့ခေါ်တာတဲ့နော်အဲ့တော့အိန္ဒိယမှာလည်းအဲ့ဒီနာမည်မှဲ့တယ်ထိုင်းမှာလည်းအဲ့ဒီနာမည်မှဲ့တယ်အာယုဒ္ဓယအာယုဒ္ဓယဆိုတာပြောတာခဏခဏဗမာပြည်တော့တိုက်နေအရင်တော့စင်မြူရှင်ကြတော့အဲ့ဒီအာယုဒ္ဓယကိုပျက်စီးအောင်တိုက်ပလိုက်တယ်အလောင်းဖရာတော်ကမပျက်စီးသေးဘူးစင်မြူရှင်သွားတိုက်တော့မှပြတ်တယ်အာယုဒ္ဓယကရှမ်းနေဖြစ်လို့ယိုဒယလို့ခေါ်ကြတာ
မှာအဲ့ဒီအာယုဒ္ဓယရှမ်းကိုယိုရိယလို့ခေါ်တာဗမာတွေကနော်အဲ့ဒီကပြောင်းလဲလာတာယိုရိယဆိုတဲ့စကားကတကယ်ကတော့အာယုဒ္ဓယပဲအဲ့တော့ဒီမျိုးနှစ်မျိုးဟာတာဝရိန္ဒနှစ်မျိုးနဲ့အတုရနှစ်မျိုးဒီနှစ်မျိုးဟာတိုက်ချင်လို့မရဘူးမျိုးတကားပိတ်လိုက်လို့ရှိရင်ရန်သူကဝင်လို့မရတော့အဲ့တော့ဒီအတုရတွေဟာတခုပင်ပွင့်တာနဲ့တက်လာကြတယ်သူတို့ကပင်လယ်တွေကနေပြီးတော့တက်ရတာဟုတ်ပင်လယ်အောက်ခြေမှာရှိတာဆိုပင်လယ်တွေကတက်လာလို့ရှိရင်ရေထဲမှာဘယ်သူတွေရှိတုံးဆိုနဂါးတွေရှိတယ်အဲနဂါးတွေနဲ့အရင်တိုက်ရတယ်အဲ့ဒါနဂါးတွေကပထမအာလိန်ပထမအဆင့်လို့ပြောတယ်နဂါးတွေကို security ချတာမွေတွေပေါ့လေနဂါးဆိုတာနဂါးလို့ခေါ်တာဘာမှပြဲခေါ်တာအချွန်အတက်တွေနဲ့ဟာခေါ်နေတာပကြီးဆရာတွေကနေပပူးဆရာတွေကလောက်တာအိန္ဒိယနိုင်ငံမှာဒီကောပရာပွေကြီးတွေကိုနာဂလို့ပဲခေါ်တာအဲ့ဒါကိုဗမာပြည်ဘာသာပြန်တဲ့လူတွေမွေးဆက်ကားဆိုပြီးလုပ်နေပြန်သူတို့ကနာဂိလို့ပဲခေါ်တယ်နာဂစကားနာဂီဆိုတဲ့စကားရင်တော့ရိုက်ဖူးတယ်အိန္ဒိယခေါ်တဲ့နာဂပဲဒီမွေးတွေကိုပဲနာဂလို့ခေါ်တာဘင်္ဂလားဒေ့ရှ်ကလည်းနာဂလို့ပဲခေါ်တယ်အဲ့တော့အဲ့ဒီမွေတွေနဲ့အရင်တိုက်ရတယ်ပေါ့လေဘာခေါ်မွေပေါ့နဂါးတွေနဲ့အရင်တိုက်တယ်နဂါးတွေကရှုံးသွားတဲ့အခါကျတော့ရှင်မျက်နှာပြင်ပေါ်ရောက်လာတယ်အဲ့ကြတော့ဘသူတွေနဲ့တွေ့တော့ခလုံနေနဲ့တွေ့တယ်ခလုံဆိုတာတော့တွေးကြည့်ရတာတော့တခြားမဟုတ်ဘူးနဂါးတွေကိုဖမ်းတဲ့ခလုံဆိုတာ eagle လင်းယုံဆိုတဲ့အကောင်ကြီးတွေပဲနော်အဲ့ကောင်ကြီးတွေလွန်ဆွမ်းတာတော့သိကြီးလာပြီဆိုရင်စိတ်တွေပါတော့ချီနိုင်တယ်သူကသူ့ကိုကြောက်ရတယ်ကောင်းကင်ကနေပြန်ဆင်းလာမျက်လုံးကလည်းပဲသိဆူးရှာတယ်ငှက်ဖဲသူကအမှန်ကြီးတဲ့အကောင်ကြီးငါကပွေတွေ့ရင်လည်းပဲရှည်တဲ့အကောင်လည်းဖမ်းတာပဲငါလည်းဖမ်းတာပဲသူတို့ရှည်ထဲမှာရှိတဲ့ငါးတွေကိုပွားနေပြန်ချပြီးခြေတော်နဲ့ကုတ်သွားအဲ့ဒါခလုံလို့ခေါ်တယ်မဟာသဗျာသုတ်တံမှာလည်းဒိဗ္ဗထိစဝိသုဒ္ဓစက္ခုဝိသုဒ္ဓစက္ခုဆိုအမြင်အားအမတ္တမပျက်စီးအမြင်အားတန်ရှင်းတယ်သူကသိကြည့်တာအဝိယနဲ့မြင်နိုင်တယ်လို့ပြောမြင်အားကောင်းတယ်ဒိဗ္ဗထိစနတ်၌ဖြစ်သောငှက်လို့သူတို့ဆိုတယ်ဒိဗ္ဗထိစဝိပက္ခိဝိသုဒ္ဓစက္ခုအတောင်ရှိတယ်ဆိုတာအဲ့ဒါငှက်ပဲကလုံးကအဲ့ဒီကလုံးနေနဲ့တခါတိုက်ရတယ်အဲ့ဒါကဒုတိယအာလိန်ကလုံတွေကရှုံးသွားတဲ့အခါကျတော့ဘယ်သူတွေနဲ့တွေ့တော့ဆိုတော့ကုံဗန္ဒဆိုတဲ့အယုတ်ဆိုးဆိုးဗိုက်ပူမျက်လုံးပြူးပြူးနဲ့ဘလူးလို့ကောင်ကြီးတွေကုံဗန်ဘလူးဆိုတာရက်ခိုက်ပေါ့ရက်ခိုက်လို့လည်းခေါ်တယ်စောင့်ပြီးတော့စားတဲ့အကောင်ကြီးအဲ့ဒီကောင်ကြီးတွေနဲ့တိုက်ရတယ်အဲ့ဒီကောင်ကြီးတွေရှုံးသွားပြီဆိုရင်ဘယ်သူနဲ့တွေ့တော့ဆိုရက်ခဆိုတဲ့ဘလူးတွေနဲ့တွေ့တယ်ကုံဗန္ဒနဲ့ရက်ခနဲ့မတူဘူးနော်အဲ့တော့သူ့တိုင်းပြောမယ်ဆိုရင်ပထမအဆင့်ပင်လယ်ထဲမှာနာဂတွေနဲ့တိုက်ရတယ်နာဂတွေနဲ့ပြီးရင်ခရုလာတွေနဲ့တိုက်ရတယ်ခရုလာတွေနဲ့ပြီးလို့ရှိရင်ကုံဗန္ဒတွေနဲ့တိုက်ရတယ်ကုံဗန္ဒတွေကိုကြောဖြတ်နိုင်လို့ရှိရင်ရက်ခတွေနဲ့တိုက်ရတယ်ရက်ခတွေကိုကြောလာပြီဆိုလို့ရှိရင်စတုမရဲ့နမင်းကြီး၄ပါးနဲ့တိုက်ရတယ်အဲ့စတုမရဲ့နမင်းကြီး၄ပါးကရှုံးသွားပြီဆိုမှတရားမင်းနဲ့တိုက်တာဒါအဲ့ဒါကိုအာလိန်50လို့ခေါ်တယ်အာလိန်50လို့ခေါ်တယ်အဲ့ကြားထဲမှာအဲ့လိုဂိတ်တွေ5ခုရှိတယ်အဲ့ဒါတွေကိုကြောဖြတ်တယ်အဲ့ဒီနှစ်ခုကြားမှာအန္တရာဒွိနံအာယုစပုရဏံဒီစစ်နဲ့ထိုးပြီးတော့အနိုင်သိမ်းယူလို့မရတဲ့မြို့နှမျိုးကြားမှာတဲ့ပိစဝိဒထပိတာအပိရခာ security gate 5ခုထားတယ်တဲ့နံပါတ်1ကဥဒကရှေဒါနဂါကရောတိဆိုတာခလုံးပယသဟာရိဆိုတာခုံးပန်းမတနာယုဒဆိုတာရက်ခါစတုရောစမဟာတဆိုတာစတုမာရေနမင်းကြီး၄ယောက်အဲ့ဒီစတုမာရေနမင်းကြီး၄ယောက်က
အတုရတွေကအင်အားကြီးလို့သူတို့မနိုင်ဘူးဆိုရင်တရားမင်းစီအစီရင်ခံရတဲ့တောက်လျှောက်သွားပြီးတော့အဲ့ဒီချိန်လေးမှာတရားမင်းကသူကိုယ်တိုင်လည်းထွက်တယ်သူသားတယောက်ယောက်ကိုလည်းပဲဆေလွတ်တယ်တဲ့အဲ့ဒီအစဉ်လေးကိုဒါပါဠိတော်နဲ့ဆက်ပြောနော်အဲ့တော့အခုလို့အတုရတွေကစစ်ချီတက်လာပြီဆိုတဲ့အခါမှာတရားမင်းစီကံတက်လာတယ်စတုမာရေနမင်းကြီးကသူတို့မနိုင်တော့ဘူးအင်အားများတယ်တာဝရိသနတ်ပြည်နာရောက်လာကြပြီစစ်ချီတက်တာရောက်လာပြီဆိုတဲ့အခါမှာတရားမင်းကြီးကသူ့သားတစ်ခါတော့သူကိုယ်တိုင်ထွက်တယ်အဲ့ဒီအချိန်မှာတော့သူဝီရဆိုတဲ့တရားမင်းရဲ့သားကိုတရားမင်းကြီးကပြောတယ်ငါသားသူဝီရအတုရတွေဟာထေဝါတွေကိုစစ်ထိုးဖို့တက်လာကြပြီမင်းသွားအတုရတွေကိုသွားပြီးတော့ရင်ဆိုင်လို့ခံလိုက်တော့ကောင်းပါပြီဆိုပြီးတော့သူဝီရနတ်သားကတရားမင်းကြီးစကားနားထောင်ပြီးတော့မေ့တယ်စစ်တိုက်ခိုင်းတာကိုမေ့တကယ်ကောင်းနော်မသွားဘူးဥယျာဉ်ထဲမှာသူကအတိမုတ်တွေနဲ့ပြောနေသွားဆိုတော့ကောင်းပါပြီဆိုပြီးမသွားမေ့အဲ့ဒါနောက်ဒုတိယအကျင့်တရားမင်းကြီးကမသွားသေးတော့တခါထပ်ပြောတယ်ထပ်ပြောတော့လေကောင်းပါပြီသွားပါမယ်ဆိုပြီးတော့မသွားသေးဘူးနောက်တတိယအကျင့်ထွက်ပြီးတော့ပြောပြန်တော့လည်းပဲကောင်းပါပြီဆိုသူမသွားဘူးတတိယအကျင့်ထိရောက်သွားတယ်မေ့တယ်တော်တော်မေ့တယ်ခိမဆိုင်တာပေါ့နော်ခိမဆိုင်တာသွားလိုက်ပါမယ်ဆိုမသွားသေးဘူးဟိုကောင်တွေကရောက်လာမြို့နားထိရောက်လာအဲ့ဒါသူကမထွက်သေးဘူးသူကမထွက်သေးဘူးအဲ့ဒီကြတော့မှတရားမင်းကြီးကသူ့သားကိုဆုံးမတဲ့စကားပြောတာအဲ့ဒါကဟောလို့ရင်တရားပဲနော်အဲ့တော့မြတ်စွာဘုရားကသူ့သားကိုတရားမင်းကြီးကဆုံးမတယ်အနုဋ္ဌဟံအဝါယမံဒုက္ခယတရာဓိကိစ္စတိသူဝိရတထကိစ္ဆာဟိမင်းစတထေဝပပယဟေသူဝိရနော်အယတ္တိတတစ်ခုဟာမကြိုးစားပဲအာမထုတ်ဖဲနဲ့ချမ်းသာဒုက္ခကိုရတယ်ဆိုတဲ့အယက်မျိုးအကယ်၍ရှိတယ်ဆိုရင်မင်းနဲ့အဲ့ဒီတော့ငါ့ကိုလည်းခေါ်သွားအလုံးမလုံးဖဲနဲ့ချမ်းသာဒုက္ခရတဲ့နေရာရှိတယ်ဆိုရင်ငါလည်းပြောမင်းလည်းအဲ့ဒီသွားနေသူသားဟုတ်လားဆုံးမတဲ့စကားနော်အနုဋ္ဌဟံထကြွလုံးလမပြုပဲအဝါယမကြိုးစားပဲဒုက္ခချမ်းသာကိုယတ္တရဓိကိစ္စတိအယတ္တိတတစ်ခုမှာအဲ့ဒါမျိုးရနိုင်တဲ့ဓိတရနိုင်တဲ့နေရာရနိုင်တဲ့မြို့ရွာဘာမှမလုပ်ဖ ೇನೆ စိတ်နဲ့စားရတဲ့နေရာမျိုးရှိလားသူဝိရတတခိစ္စသူဝိရမင်းအဲ့ဒီသွားကွာမင်းတလောက်ပြင်းတဲ့ကောင်ဘာမှမလုပ်ဖဲစားရတဲ့နေရာရှိမင်းအဲ့ဒီသွားမင်းစတထေဝပပယငါကိုလည်းအဲ့ဒီခေါ်သွားစမ်းပါတရားမင်းကြီးကဒါသူ့သားကိုပြောမရလို့ပြောတဲ့သဘောပဲနော်မင်းအဲ့ဒီနေရာရှိတယ်ဆိုရင်မင်းရောက်သွားစမ်းအဲ့ဒီကိုငါလည်းခေါ်သွားဆိုတော့သူဣရဘာပြန်ပြောတော့ဆိုအလတ္တတအနုဋ္ဌတာနသခိစ္ဆာနိကာရေပြင်းပြီးတော့မကြိုးစားပဲနဲ့ဘာလုံးမှမလုပ်ရပဲနဲ့သဗ္ဗကာမသမိတ္တတတံဓမ္မိတက္ကဝရန္တိတာကိုနေခြင်းတို့နေဘာမှလုပ်เสียမလို့အားလုံးလည်းပြည့်စုံနေဆိုတဲ့အဲ့ဒီထေတာမျိုးကိုသူစုအနေနဲ့ပေးပါသူမလုပ်ချင်စစ်တိုင်မထွက်ချင်တော့အရာခသိန်းလည်းပြီးဆိုရမယ်ဘာမှလည်းလုပ်เสียမလို့နော်နာသခိစ္ဆာနိကာရီဘာလုပ်မှလည်းမလုပ်ရဘူးလိုချင်တာလည်းအားလုံးရမယ်ဆိုတဲ့နေရာမျိုးကိုသူ့ကိုဆုလက်အနေနဲ့ချပေးပါဆိုတော့တရားမင်းကပြန်ပြောတယ်ယထလသောအနုဋ္ဌတာအစ္ဆန္တဒုက္ခမေတ္တိအယတ္တိတတစ်ခုဟာပြင်းပြင်းကြီးနဲ့အလုံးမလုံးဖဲနဲ့ချမ်းသာဒုက္ခရနိုင်တယ်ဆိုတာဟာရှိမလားတဲ့သူဝိရတထခိစ္ဆာဤမင်းစတတ်တယ်ပါ
အဲ့ဒီလိုအလုံးမတုတ်ဖက်နဲ့ချမ်းသာဒုက္ခရနိုင်တဲ့နေရာမင်းသွားကွာတဲ့အဲ့ဒီကိုငါလည်းအဲ့ဒီခေါ်သွားပါအဲ့လိုပြောတော့သူကပြန်ပြောပြန်တယ်အကမ္မုဏဒေဝတ္ထတက္ကဝိနေမှုယံဒုက္ခံအရှင်နတ်မင်းနဲ့ဘာလို့မှမလုပ်ဘဲနဲ့ချမ်းသာဒုက္ခကိုရချင်တယ်ပေါ့အဲ့လိုနေရာမျိုးကိုရပါရစေပါအလုံးမလုပ်ချင်ဘူးပြင်းနေသူကဘာလို့မှမလုပ်ဘဲနဲ့ချမ်းသာဒုက္ခရပြီးတော့အတောကံအနုပါယတံဘာမှဆိုရင်ကြောင်းကြမရှိဘူးစိတ်ပင်ပန်းစရာဘာမှမရှိဘူးအဲ့ဒီနေရာမျိုးကိုသူ့ကိုဆုလတ်အနေနဲ့ချပေးပါတာဝရိန္ဒနတ်ပြည်မှာသူမပြောဘူးပေါ့ဘာမှမလုပ်တော့ဒီမှာအလုရှုပ်တယ်စစ်တိုက်ထွက်ရတယ်အလုရှုပ်တယ်ဘာမှမလုပ်ရတဲ့နေရာသူ့ကိုညွှန်မှဆိုတော့တရားမင်းကြီးကပြောတော့ဆိုသစေအဋ္ဌိအကမေနကောစီကွတ်စီနစီဝတိဘာမှလုပ်မလုပ်ဖဲနဲ့လူတယောက်ဟာဘယ်သူတယောက်မှဘယ်နေရာမှအသက်ရှင်နိုင်တာမရှိဘူးတဲ့နော်သက်ရှင်မှုအတွက်လှုပ်လို့ရမှာ fighting for survival ပေါ့တရားမင်းပြောတာသစေအဋ္ဌိအကမေနအကယ်၍ရှိတယ်တယောက်ဟာတနည်းအားမှာသူဟာအလုံးလုံးဖက်လှုပ်တယ်ဆိုလို့ရှိနေနိုင်တယ်ဆိုလို့ရှိရင်ဘယ်သူမှအသက်ရှိနိုင်မှာမဟုတ်ဘူးတဲ့အဲ့တော့စဉ်းစားကြည့်တာဗမာလူမျိုးတွေနဲ့ဥရောပနိုင်ငံတွေတို့နည်းနည်းစဉ်းစားကြည့်လိုက်လို့ရှိရင်ဥရောပနိုင်ငံတွေတို့ရှားသည့်ဥရုကအမတမချမ်းနဲ့ဒီဆောင်ရသည်ဗမာပြည်ကရာသီဥတုကအကောင်းနေတယ်တိတ်မကြိုးစားရရေကြီးကလည်းပဲဘာပင်ဆိုင်ပေါက်တယ်ရာသီဥတုကလည်းကောင်းရေကလည်းပေါ်တယ်အဲ့တော့ဗမာတွေကသိပြီးတော့မကြိုးစားရဘဲနဲ့စားနေတဲ့အခါကျတော့ပြင်းတယ်လို့ဖြစ်တာပေါ့ဥရောပကလူတွေကဘာလို့တိုးတက်ချီးပွားတယ်လဲလို့ဆိုရင်သူတို့က fighting for survival အသက်ရှင်ဖို့အတွက်ရုန်းကန်နေကြတာလေပြင်းနေလို့ရှိရင်ငတ်သွားမှာပေါ့သူတို့မှကြိုးစားမှရတာဥပမာဆောင်းရသည့်ဆိုစနိုးတွေကြဘယ်နေရာမှဘာပဲမှတတိဝလန်းဆိုရနိုင်တာမဟုတ်တော့ဘူးအဲ့ချိန်ကြနော်ငှက်တွေတောင်မှပဲဗမာပြည်ပဲပြန်လာပြီးဆောင်းခိုးတယ်ဆိုတာရှိတယ်ဆောင်းခိုးတာအေးလို့ခိုးတာမဟုတ်ဘူးစားစရာမရှိလို့ဒီဘက်ကိုစားစရာရှိတဲ့ဘက်ပြန်လာတာစားစရာရှိရင်သူတို့နေမှဒီမလာဘူးကြွလာပိုလာဝဲဝင်နေကြည့်ပါလားသူတို့နှင်းတုထဲမှာသူတို့ကဖြန်းနေတို့ငါးတွေတို့အဲ့ဒါတွေကိုဖမ်းစားတာလေစားရတဲ့အခါကျတော့သူတို့ဒီဘက်မလာဘူးလေစားစရာမရှိဘူးငှက်တွေကအဲ့ဒီအချိန်မှာစနိုးတွေကဖုံးသွားတဲ့အခါမှာသူတို့စားစရာလုံးဝမရှိဘူးမရှိသည့်အတွက်ကြောင့်စားစရာရှိအောင်လို့ဆောင်းခုံငှက်ဆိုတာဒီဘက်ရောက်လာအဲ့တော့ဥရောပလူတွေလည်းသွားကြည့်လိုက်မယ်ဆိုရင်စနိုးကြနေတဲ့အချိန်မှာဆိုရင်အစာတွေကြိုတင်ပြီးတော့သူလောင်ထားရတယ်သူတို့စီမှာစားစရာတောက်စရာကြိုတင်လောက်တာအဲ့ဒီအချိန်မှာဘာမှဆိုင်လို့ရမှာမဟုတ်ကြိုတင်ပြီးတော့စုဆောင်သိသိထားပြီးတော့ဒီစနိုးတွေဖယ်ရှားဖို့ကြိုးစားကြရတယ်စကရိယာတွေတီထွင်ကြတယ်အဲ့ဒါကြောင့်ကြည်ဘောတိုးတက်တယ်လို့ဆိုနိုင်တာပေါ့နော်သစေအဋ္ဌိအကမေနအလုံးမလုံးဖက်နဲ့စားနိုင်တဲ့နေရာအဲ့ဒီမှာအဲ့ဒီလိုနေရာမျိုးဆိုတာအားတဲ့ကောစီကွာစီနစီဝတိဘယ်လိုလူမျိုးမှသက်ရှင်မှာမဟုတ်ဘူးတဲ့သက်ရှင်လို့ရမှာမဟုတ်ဘူးတဲ့နိဗ္ဗာန်တဟိသောမေကောသူဝိရတထကစေအဲ့ဒါနိဗ္ဗာန်ပဲရှိမယ်တဲ့ဘာမှလုံးမလုံးဖက်နဲ့သက်ရှင်ဖို့ဆိုတာနိဗ္ဗာန်ပဲရှိတယ်မင်းအဲ့ဒီသွားကွာမင်းစတ္တထေဝပါပယငါ့ကိုလည်းအဲ့ဒီခေါ်ရောက်အောင်ပို့ပြီဆိုအဲ့ဒါသူတို့ပြောတဲ့တိုင်အလောက်တရားမင်းနဲ့သူ့သားနဲ့ပြောတဲ့တိုင်အလောက်ကလေးအဲ့ဒါကိုမြတ်စွာဘုရားကဟောပြပြီးတော့ယဟန်တွေကိုမင်းရှိတယ်သောဟိနာမပိခွေသက်ကောဒေဝနာမိန်တော်တကံပုံညဖလံဥပစီဝမာနောတရားမင်းကြီးဟာသူကံနဲ့သူ
သူလုပ်ခဲ့တဲ့ကုသကံရဲ့အကျိုးကိုအမိပြုပြီးတော့သူအသက်မွေးနေတဲ့တရားမင်းကြီးတောင်မှဒေဝနန္တဝရိန္ဒနာဣတရိယာထိပစ္စံရစ္ဆံကာရင်တော်ဒါဝရိန္ဒနတ်တိပေါ်မှာအစိုးရအုပ်ချုပ်တဲ့မင်းဖြစ်တာတောင်မှတရားမင်းကြီးဟာပုံကံနဲ့ဓမ္မကြီးတယ်သူကံနဲ့သူမှီပြီးတော့သမွေးလို့ရတယ်ဒါဝရိန္ဒနတ်တိကိုအုပ်စိုးနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်အဲ့လိုရှိတဲ့တရားမင်းတောင်မှဥဋ္ဌာဏဝိရိယတဝဏဝါဒီဝိတ္တိကျိုးစားအထုံးမှုကိုအမြဲတမ်းခုန်တင်ပြီးတော့ပြောတာတဲ့လှုပ်ဖို့ပဲပြောတာတရားမင်းစိန်ခံဖို့မပြောဘူးကျိုးစားအလုံးပဲမစားရဘူးအလုံးရမယ်နော်သူဘုံကနဲ့သူနတ်ဆိုဘာမှလှုပ်เสียမရှိတော့အောင်အလုံးမရှိတာတောင်မှကျိုးစားဖို့ပဲတိုက်တွန်းတယ်ဥဋ္ဌာဏဝိရိယတဝဏဝါဒီဝိတ္တိအဲ့ဒီတရားမင်းကြီးတောင်မှပဲသူဘုံကနဲ့မိပြီးအသက်မွေးတဲ့တာဝရိန္ဒနတ်ပြည်ကိုဆိုရတဲ့တရားမင်းကြီးတောင်မှပဲကျိုးစားမှုရဲ့ခုံကျေးဇူးကိုပြောလို့ရှိတယ်ဣဒခောတံဘိက္ခွေသောဘိထာယန္တုံမေဧဝံသွားခတိဓမ္မဝိနိပပ္ပစိတာသမနာဥဒ္ဒယေဥထေယထခတိယထဝါယမိတာထအပတ္တတပတ္တိယအနာတိကမတအဓိကမယအသစ္စိကတတသစ္စိကရိယမြတ်စွာဘုရားရဲ့ဆုံးမလို့ရင်ဒါဒီဟာပဲနော်အဲ့တရားမင်းကြီးတောင်မှသူဘုံကံနဲ့သူနေလို့ရတာတောင်မှပဲကြိုးစားဖို့ပဲတိုက်တွန်းတယ်တဲ့အဲ့ဒါအခုကြိုးစားရမယ်ဆိုတဲ့ကြိုးစားအထုံးမှုဟာတဲ့မရသေးတဲ့ပฏิဝေဒအဆင့်မရောက်သေးတဲ့အဆင့်မျက်မှောက်မပြုရသေးတဲ့ပฏิဝေဒဓမ္မကိုနော်ဒီသာသနာမှာယဟန်ပြုပြီးတဲ့အခါမှာကြိုးစားအထုံးမှသာလဲမင်းတို့ဖွဲ့ကောင်းတော့မပေါ့တဲ့ဆိုလိုတာကယဟန်ဘဝရောက်လာပြီယဟန်ဘဝရောက်လာတဲ့အခါမှာသောတပန်မဖြစ်သေးရင်ဖြစ်အောင်အထုပ်သောတပန်ဖြစ်ပြီးရင်သဂရကံဖြစ်အောင်အထုပ်သဂရကံဖြစ်ပြီးရင်နာဂံဖြစ်အောင်အထုပ်နာဂံဖြစ်ပြီးရင်ယဟန္တာဖြစ်အောင်အထုပ်အဲ့ဒါလို့အထုပ်မှမင်းတို့ဖို့တင်တော်ရမယ်ပေါ့ခုမှတရားမင်းကြီးတောင်မှပဲသူ့ဘုံကံနဲ့ပါရမီနဲ့နတ်တွေမှာနတ်ဘဝဆိုတာစိစိချမ်းသာခံစားရတဲ့တာဝရိန္ဒနတ်ပြည်ကိုအစိုးတဲ့တရားမင်းကြီးတောင်မှပဲကြိုးစားအထောက်မှုရဲ့အကျိုးကျေးဇူးတွေကိုချီးမွမ်းပြောကြတာတဲ့အဲ့ဒါသင်တို့အတွက်တော့ပို့ပြီးတော့လှုပ်တင်တာပေါ့တဲ့သာသနာ့ဘောင်ဝင်လာပြီးယဟန်ခံလာပြီးတဲ့အခါမှာတရားဓုတရားမြတ်မရသေးရင်ရအောင်ကြိုးစားအထောက်မှသာလဲပို့ပြီးတော့တင်ရောက်ပါမယ်လို့မြတ်စွာဘုရားဆုံးမဩဝါဒပေးတာဒါအဓိကပဲအဓိကကြိုးစားအထောက်ဖို့ဝိရိယရှိဖို့ဒါမြတ်စွာဘုရားအမြဲတမ်းဒါဒီစကားကိုခေါ်လို့ရင်းဖြစ်တယ်ပေါ့ဣဒခောဘိက္ခွေတံသောဘိထာကြိုးစားအထောက်ချင်းသည်သာလဲမင်းတို့အတွက်ခုံယူစရာဖြစ်မယ်မကြိုးစားလို့ရှိရင်ခုံယူစရာမဖြစ်ဘူးကြိုးစားကြမှာဖြစ်တယ်လို့ကြိုးစားဖို့တိုက်တွန်းတာဖြစ်တယ်ဒါကသူဝိရတုတ်ဒုတိယတုတ်ကသူတိမတုတ်လို့ခေါ်တယ်သူဝိရနဲ့သူတိမနာမည်ပဲကွဲသွားတယ်ဒါလည်းတရားမင်းရဲ့အတရားသူတိရတို့သူတိမတို့ဇယန္တာတို့ဆိုတာတရားမင်းကသာ1000လောက်ရှိတဲ့ထမရဲ့ကြားနော်သာ1000ကျော်လောက်ရှိအဲ့ဒီကဒုတိယမြောက်နဲ့ပတ်သက်ပြီးတော့လည်းပဲအထိပ္ပယ်အတူတူပဲနှစ်သုတ်စလုံးဟာအတူတူပဲနော်နှစ်ပုတ်စလုံးဟာအတူတူပဲအခုလို့အတုရတွေကစစ်ချီတက်လာတဲ့အခါမှာသွားရောက်ပြီးတော့ဟန်တာဖို့သူတိမကိုလွတ်တယ်သူကလည်းသုံးညိမ်တိုင်အောင်မေ့နေတယ်မေ့တဲ့အခါကျတော့သူသားကိုဆုံးမတယ်အနုဋ္ဌံအဝါယမံဒုက္ခံယတ္တရာဓိကိစ္စတိသူတိမတထကိစ္ဆာဤမင်းစတထေဝပါပယအလုံးမလုံးဖဲမကြိုးစားပဲနဲ့ချမ်းသာဒုက္ခကိုရတဲ့နေရာရှင်မင်းသွားတဲ့ငါ့ကိုလည်းရောက်အောင်ပို့ပေးပါတဲ့
ဆိုတော့ဟိုကလည်းပြန်ပြောတယ်အလတ္တတအနုဋ္ဌတာနသကိစ္စနိကာရေသဗ္ဗကာမသမိတ္တတဓမ္မေတက္ကဝရန္တိတာအလုံးမလုံးပဲဘာမှမလုပ်ပဲနဲ့ဘာလုံးမှမလုပ်ရပဲနဲ့အလုံးပြည့်စုံတဲ့နေရာမျိုးသူ့ကိုညွှန်ပြပါသူ့ကိုဆုချပါလို့ပြောတယ်အမှန်တရားမင်းကပြန်ပြောတာယထာလက်သောအနုဋ္ဌတာအစ္ဆန္ဒဒုက္ခမေရတိသူဝိရသူတိမတထခိစ္ဆာဟိမင်းစတထေဝပါပယအလုံးမလုံးဖက်နဲ့ချမ်းသာဒုက္ခရတယ်ဆိုတဲ့နေရာကိုမင်းရောက်အောင်သွားငါ့ကိုလည်းပို့ပြီးဆိုတော့အကမ္မုဏဒေဝတိထတက္ကဝိနေမှုယံဒုက္ခဘာမှမလုပ်ရဘဲနဲ့ချမ်းသာဒုက္ခရတဲ့နေရာသူလိုချင်တယ်အတောကဆိုရင်ရမရှိဘူးအနုဘာယတစိတ်ပင်ပန်းရမရှိဘူးအဲ့ဒီဆုလက်မျိုးကိုသူ့ကိုပေးပါလို့သစေအဋ္ဌိအကမေနကောစီကွာစီနာစီဝတိအလုံးမလုံးပဲနဲ့စားရတဲ့နေရာဆိုဘယ်သူမှလည်းအသက်ရှင်မှာမဟုတ်ဘူးအဲ့ဒါနိဗ္ဗာန်ပဲဖြစ်တယ်မင်းအဲ့ဒီပဲရောက်အောင်သွားငါ့ကိုလည်းခေါ်သွားလို့ဆိုပြီးတော့နိဗ္ဗာန်ကလွဲပြီးတော့တန်တရားထဲမှာချမ်းသာဒုက္ခရနိုင်တဲ့နေရာမရှိဘူးလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလို့တရားမင်းကြီးကအလုပ်ကြိုးစားဖို့တိုက်တွန်းတာဖြစ်တယ်နောက်တစ်သုတ်ကတော့ပရိကြီးထဲမှာပါတဲ့တဆက်ကသုတ်နော်တဆက်ကဆိုတာအောင်တကွန်ပြအလံပြအလံထိပ်ဖြားလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲတဆက်ကသုတ်ကတော့အလုံးနဲ့ပိထဲမှာကြားဘူးကြတယ်အဲ့ဒါကိုမှတ်သားရအောင်ပြောပြမယ်ဒီမှာလည်းမြတ်စွာဘုရားယဟန်နေဟောတယ်ရှေးတုန်းကတဲ့ထေဝါနဲ့အတုရာစစ်ပွဲကြီးတစ်ခုဆင်နွှဲကြတယ်တဲ့အဲ့ဒီစစ်ပွဲစစ်ထွက်တော့မယ်ဆိုတဲ့အခါမှာတရားမင်းကြီးကတာဝရိန္ဒထေဝါတွေကိုမိန့်ခွန်းပြောတယ်အဲ့မိန့်ခွန်းပြောတဲ့ထဲမှာအချင်းနဲ့တို့မင်းတို့စစ်ပွဲရောက်တဲ့အခါမှာကြောက်တယ်တုန်လှုပ်တယ်ကြသိမ်းထားတယ်ဆိုလို့ရှိရင်ငါရဲ့အလံတကွန်ထိပ်ပြောင်းလှမ်းကြည့်လိုက်ကြတရားမင်းကြီးကိုယ်တိုင်ရှေ့ကနေပြီးတော့ခြိတက်တယ်တရားမင်းကြီးကိုယ်တိုင်ရှေ့ကနေခြိတက်တဲ့အောင်လံလွှင့်ပြီးတော့ခြိတက်တဲ့အဲ့ဒီအောင်လံထိပ်ဖြားကိုကြည့်လိုက်ကြဟောအဲ့ဒီအချိန်မှာမင်းတို့ကြောက်စိတ်ဝင်လာရင်အဲ့ဒါကိုကြည့်လိုက်တဲ့အဲ့လိုကြည့်လိုက်လို့ရှိရင်မင်းတို့ကြောက်စိတ်တွေလမ်းစိတ်တွေကြက်သိမ်းမွေးညှင်းထားတာတွေပျောက်သွားလိမ့်မယ်ဒါတစ်ခုအကယ်၍ငါရဲ့အလံထိပ်ဖြားကိုမကြည့်မိဘူးဆိုလို့ရှိရင်ငါရဲ့ဒုတိယနေရာမှာရှိတဲ့ပစာပတိနတ်မင်းကြီးရဲ့အောင်လံထိပ်ဖြားကိုကြည့်လိုက်မင်းတို့ကြောက်စိတ်တွေပြေလိမ့်မယ်အကယ်၍ပစာပတိနတ်မင်းရဲ့အောင်လံထိပ်ဖြားကိုမကြည့်ဘူးဆိုလို့ရှိရင်လေဝရုဏဆိုတဲ့နတ်မင်းကြီးရဲ့တတိယနတ်မင်းကြီးရဲ့အောင်လံထိပ်ဖြားကိုကြည့်လိုက်မင်းတို့ကြောက်စိတ်တွေပြေလိမ့်မယ်အဲ့ဒီဝရုဏနတ်မင်းကြီးရဲ့အောင်လံထိပ်ဖြားကိုမကြည့်မိဘူးဆိုရင်လေဣသာနနတ်မင်းကြီးရဲ့အောင်လံထိပ်ဖြားကိုကြည့်လိုက်မင်းတို့ကြောက်စိတ်တွေပြေလိမ့်မယ်ဟောတရားမင်းကသူကိုယ်တိုင်ရဲ့ပစာပတိနော်ပစာပတိနတ်မင်းဝရုဏနတ်မင်းဣသာနနတ်မင်းအဲ့နတ်တိနတ်မင်းကြီးတွေရဲ့ရှေ့ကမမရက်သွားနေတာကိုကြည့်ရင်မင်းတို့ကြောက်စိတ်ပြေလိမ့်မယ်တရားမင်းကြီးပြောတဲ့စကားကိုမြတ်စွာဘုရားကယဟန်တွေကိုပြန်ပြပြယဟန်တို့တရားမင်းကြီးပြောတဲ့အတိုင်းတရားမင်းရဲ့အောင်လံတကွန်ကိုကြည့်လို့သို့မဟုတ်ပဇာပတိနတ်မင်းကြီးရဲ့အောင်လံတကွန်ကိုကြည့်လို့သို့မဟုတ်ဝရုဏနတ်မင်းရဲ့အောင်လံတကွန်ကိုကြည့်လို့သို့မဟုတ်ဣသာနနတ်မင်းရဲ့အောင်လံတကွန်ကိုကြည့်လို့ကြောက်စိတ်ပြေးခြင်းလဲပြေးမယ်မပြေးခြင်းလည်းမပြေးဘူးတဲ့ဗျာဒါတော့ဘုရားပြောတဲ့စကားနော်ဟာတရားမင်းကြီးကြောက်စိတ်ပြေးမယ်လို့ပြောတာအဲ့ဒါကိုကြည့်ရင်ကြောက်စိတ်ပြေးခြင်းလည်းပြေးမယ်မပြေးခြင်းလည်းမပြေးဘူးတဲ့ဘာဖြစ်လို့လဲဆိုရင်တရားမင်းကြီးကိုယ်တိုင်ကိုကရာဂမကင်းဘူးဒေါသမကင်းဘူးမောဟမကင်းဘူးကြောက်တတ်တယ်တုန်လှုပ်တတ်တယ်လန့်တတ်တယ်ထွက်ပြေးတတ်တယ်သူကိုယ်တိုင်ကအကြောက်သမားပဲလေ
သူလည်းမနိုင်လို့ရှင်ထွက်ပြေးတာပဲဟိုဘက်ကစင်အားကြီးမှလိုက်ရင်သူလည်းပြေးတာအဲ့တော့သူကိုယ်တိုင်ကကြောက်စိတ်ရှိတာဖြစ်သောကြောင့်သူကိုယ်တိုင်ကလန့်ပြေးတာဖြစ်သောကြောင့်ကြောက်စိတ်ပြေးခြင်းနဲ့ပြေးမယ်မပြေးခြင်းနဲ့မပြေးဘူးအဲ့တော့ဒါနဲ့ပတ်သက်ပြီးငါလည်းမင်းတို့ကိုအခုလိုမှားမယ်ဆိုပြီးတော့ဘုရားဟောတယ်ငါလည်းအခုတရားမင်းပြောသလိုပြောမယ်မင်းတို့တောထဲမှာဖြစ်စေသစ်ပင်အောက်မှာဖြစ်စေစိတ်ငြိမ်တဲ့ကျောင်းမှာဖြစ်စေနေရင်ထိုင်ရင်နဲ့ကြောက်စိတ်ဝင်လာတဲ့ဆိုရင်အဲ့ဒီချိန်မှာငါသတိရလိုက်ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဘုရားကုံတော်တွေနဲ့တတိယလိုက်တဲ့အဲ့ဒီတတိယလိုက်လို့ရှိရင်မင်းတို့ကြောက်စိတ်တွေပျောက်သွားလိမ့်မယ်ဒါတစ်ခုအကယ်၍ငါ့ကိုတတိမရဘူးဆိုရင်ငါဟောတဲ့တရားကိုဆင်ញင်လိုက်တတိယလိုက်လို့ရှိရင်မင်းတို့ကြောက်စိတ်ပြေသွားလိမ့်မယ်အကယ်၍တရားကိုတတိမရဘူးဆိုလို့ရှိရင်တန်ဃာတွေကိုတတိယလိုက်တဲ့အရိယတန်ဃာတွေရဲ့ခုံကျေးဇူးတွေကိုတတိယလိုက်တဲ့အဲ့ဒီတတိယလို့ရှိရင်မင်းတို့ကြောက်ထလန်းတာစက်သိမ်းမွေးညင်ထားတာတွေပျောက်သွားလိမ့်မယ်တဲ့ဘာဖြစ်လို့တော့ဘာဖြစ်လို့ပျောက်မယ်လို့ငါပြောတာတော့တထာဂတောဟိဘေကွေရသမ္မာသမ္ဗုဒ္ဓောပူဇော်ထုဖို့ခံတော်မူရတဲ့မြတ်စွာဘုရားဟာဝိတရာကောလုံးဝရာဂမရှိဘူးကင်းတယ်ရာဂတွေအလုံးကင်းသွားတယ်ဝိတဒေါသောဒေါသလည်းမရှိဘူးဝိတမောဟမောဟလည်းမရှိဘူးအပီရုဘယ်တော့မှမကြောက်တတ်ဘူးကြောက်စိတ်ကုန်နေပြီအဆံပြီးကိုခက်တဲ့ရောဆိုတာလူတစ်ကိုယ်လုံးကြက်သိသွားတာမဖြစ်ဘူးအနုတ္တရာသိလန့်နာဖြန့်တာမရှိဘူးအပလာယီဘယ်တော့မှထွက်ပြေးမှာမဟုတ်ဘူးထွက်ပြေးတာမရှိဘူးကြောက်ရင်ပြေးတာပဲလေလူကထွက်ပြေးတာပဲအဲ့တော့မြတ်စွာဘုရားကတော့အပီရုကြောက်လည်းမကြောက်ဘူးအဆံပြီးကြက်သိသေးတာလည်းမရှိဘူးကြောက်ပြီဆိုရင်လူကတခါတည်းဒီကိုယ်လုံးတောင့်တင်သွားတတ်တယ်အနုတ္တရာသိဘယ်တော့မှမလန့်ဘူးအပလာယီဘယ်တော့မှလည်းထွက်မပြေးဘူးတဲ့ဆိုပြီးမြတ်စွာဘုရားကဣဒံမောဟစဘဂဝါဣဒံဝတ္တဝနာသုကတောအထပရံဣဒရောစာဒီလိုယဟန်တွေကိုပြောပြီးတော့ဆက်ပြီးတော့ဒီစကားကိုမိတ်ရှိပါတယ်တဲ့ဒါဘုရားကိုယ်တိုင်မိတ်ရှိတယ်ပါတော့အရင်ကြီးဒုက္ခမူလေဝတုံညာကရေဝပိခောအနုတ္တရိထသံဗုဒ္ဓံဗျံတုံမာကနောတိယသစ်ပင်တောမှာပဲတောထဲမှာဖြစ်စေသစ်ပင်အောက်မှာဖြစ်စေစိတ်ငြိမ်တဲ့ကျောင်းမှာစိတ်ငြိမ်တဲ့ကျောင်းဆိုတာဘယ်သူမှလူသူမရှိတဲ့ကျောင်းသုံးညအခါရလူမနေတဲ့အဆောက်အဦဆိုရင်လူတွေကထင်တယ်လေတရေနေတယ်လို့ထင်လူမနေတဲ့အိမ်ကြီးဆိုကြောက်တယ်လေလူသူမရှိဘူးတယောက်တည်းဆိုရင်စိတ်ကခြောက်ချတယ်ခုခေတ်တော့မှတရေနေတဲ့အိမ်နဲ့နောက်တရေခြောက်တဲ့ဟိုတယ်ခန်းတို့ဘာလို့ရှိတယ်လေကြောက်ကြတယ်တဲ6တဲ့ဟိုတယ်ခန်းတဲ6တဲ့ဘန်ဂလိုတို့ကြောက်တယ်လူတွေအဲ့ဒီမှာအဲ့လိုကြောက်တဲ့နေရာရောက်သွားလို့ရှိရင်အနုတ္တရိထသံဗုဒ္ဓံမြတ်စွာဘုရားကိုသတိရလိုက်ကြတဲ့ဘယံတုံမကနောတိယမင်းတို့မှာကြောက်စိတ်တွေပျောက်သွားလိမ့်မယ်နောစီဗုဒ္ဓံတရိယထဗုဒ္ဓရဲ့ခုံကိုသတိမရဘူးဆိုရင်လောကစိတ်ထံနရသဖန်လောကရဲ့အကြီးကဲလူတွေထဲမှာအမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ဗုဒ္ဓကိုတတိမရဘူးဆိုရင်အထဓမ္မတရိယထနေယနိကံသူရတိတံတကယ်ကိုကျင့်တဲ့တိုင်အကျိုးသက်ရောက်မှုကိုဖြစ်တဲ့မြတ်စွာဘုရားအမှန်ကန်ဟောထားတဲ့တရားဓမ္မတွေကိုတတိရလိုက်ပါသွားခါတော့ဘဂဝတာဓမ္မောဆိုခုံနေနဲ့တတိရလိုက်ပါအဲ့ဒါဆိုရင်ကြောက်စိတ်တွေပြေသွားပါလိမ့်မယ်နောစေဓမ္မတရိယထနေယနိကံသူရတိတံတန်တရားဝကထုတ်ဆောင်ပေးတတ်တဲ့မြတ်စွာဘုရားကမှန်ကန်စွာဟောထားတဲ့တရားဓမ္မကိုတတိမရဘူးဆိုရင်အထသံဃံတရိယထပုံညာခိတ္တံအနုတ္တရံအကောင်းဆုံးလေမြေသဖွယ်ဖြစ်တဲ့သံဃာကိုတတိရလိုက်ကြပါတဲ့မင်းတို့ကြောက်စိတ်တွေပြေသွားပါလိမ့်မယ်ဧဝံဗုဒ္ဓံတရန္တနံဓမ္မသံဃေသဘိခောရှမ်းတို့ဘုရားကိုတတိရမယ်တရားကိုတတိရမယ်သံဃာကိုတတိရမယ်ဆိုလို့ရှိရင်မင်းတို့မှာကြောက်စိတ်တွေလည်းပျောက်သွားမယ်နော်ကြောက်လွန်အားကြီးလို့စက်တည်သွားတာဆိုတာလည်းမဖြစ်တော့
ကျက်သီးမွေးခြင်းနေထားတာဆိုတာလည်းဘယ်တော့မှမဖြစ်တော့ဘူးလို့မြတ်စွာဘုရားကတဇက်ကသုတ်တံဟောထားတယ်အဲ့ဒီတဇက်ကသုတ်တံဆိုတာဟာဒီပိဋိတ်ထဲမှာတော့အမုန်းလေးပါတယ်ယတ္တနုတ္တရနေနာပိအန္တလိခေပိပါဏိနောတဇက်ကသုတ်ကိုတတိယလိုက်တာနဲ့ကောင်းကင်မှာဖြစ်စီထောက်တရရတတ်တယ်တဲ့ဆိုလိုတာကလိမ်မြန်နေပါလေစီးတဲ့အခါမှာလဲတဇက်ကသုတ်ဘုရားကိုအောင်ပြုလို့ရှိရင်အကယ်၍လိမ်မြန်နေပါလေပြက်ကြရင်တောင်မှပဲအောက်ကခြုံပုတ်ပေါ်တော့ဘာလို့ကြာပြီမသေးဘူးပေါ့လေထောက်တရရတယ်အဲ့ဒါကြောင့်တဇက်ကပရိတ်ကိုတတိယဖို့တဇက်ကပရိတ်တံမန်ရခတုတီဟိုကျွန်းမှာစေရီတစုတုတ်တင်ရှင်းလင်းတဲ့အချိန်မှာခြေကျော်လက်ကျော်ဖြစ်ပြီးယဟန်တစ်ပါးစေရီအပေါ်ကနေပြုတ်ကြတော့အောက်ကနေတဲ့ယဟန်တွေကတဇက်ကသုတ်ကိုတတိယလိုက်တဇက်ကကိုတတိယလိုက်ဆိုတော့အဲ့ဒီယဟန်ကကြောက်လန့်နဲ့တဇက်ကသုတ်ကဲတော်မူပါပေါ့အဲ့ဒါနဲ့အောက်ကျလာတဲ့အခါမှာအုံနှစ်ချက်ကထွက်ပေါ်လာပြီးသူ့ခြေတော်ကိုအောက်ကခံလိုက်တော့သူကအောက်ထီအောင်ပြုတ်ပြကြတော့ရှတ္တိရဖြစ်တဲ့ဆိုတဲ့ဇလံလေးကိုအထက်ကရာကမှတ်တမ်းတင်ထားတယ်အဲ့ဒါကြောင့်မို့လို့ယတ္တနုတ္တရနေနာပိအန္တလိခေပိပါဏိနောတဇက်ကတုတ်ကိုတတိယယုံနဲ့ပဋိဋ္ဌမတိကိသန္တိပုမိယဝေယတဗ္ဗရာမြေကြီးပေါ်မှာလိုပဲကောင်းကင်မှာလည်းပဲထောက်တရားတွေကိုရနိုင်တယ်ဆိုတဲ့အမွန်းခါထားလေးပါတာအထက်ကရာကပြထားတယ်ပါဠိတော်မှာတော့မရှိဘူးမြတ်စွာဘုရားကအဲ့ဒါလို့တရားမင်းကြီးရဲ့နတ်တွေကိုပင်ကုန်ပြောတဲ့အတိုင်းပဲယဟန်တွေကိုလည်းပဲငါ့ကိုတတိယရမင်းတို့ပျောက်ကြမယ်ဖရာတရားတန်ကရှရဏသုံးပါးကိုတတိယခြင်းအဖြစ်ကြောက်ရွံ့ခြင်းကျက်သိမွေးခြင်းထားခြင်းပြောင်းနိုင်တယ်ဆိုတာကိုဟောတာဒါအဲ့ဒီတဇက်ကသုတ်ကတတိယမြောက်တက္ကသယုံမှာဟောတဲ့သုတ်တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ပိဋကတ်တော်လာတရားမင်းအကြောင်းဟာယခုလိုတရားမင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမြတ်စွာဘုရားကဟောတာဖြစ်ပါတယ်တရားမင်းရဲ့တိခံစိတ်တွေတရားမင်းရဲ့ဒီကုသိုလ်ကောင်းမှုတွေအကြောင်းကိုလည်းပဲနောက်သုတ်တန်တွေမှာဆက်လက်နာယူကြရမှာဖြစ်တယ်ဒါကြောင့်တရားမင်းကြီးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောလို့ရင်ကတော့ကြိုးစားအထောက်ဖို့အကြက်တဲတွေကျုံလာတဲ့အခါဘုရားတရားတန်ခါယရဏသုံးပါးကိုအာယုပြုခြင်းအပြင်ကြောက်စိတ်တွေပျောက်ကင်းနိုင်တယ်ဆိုတဲ့အကြောင်းရင်းအကာအကွယ်ဖြစ်တဲ့အကြောင်းကိုဟောကြားလို့ရင်ဖြစ်တယ်ဆိုတာမှတ်သားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိတဲ့ချာအရှင်ဖေယဖရာတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မတပင်ရှင်ကျင့်ပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရုပ်သေးလေးမြတ်စွာမမတ်သားသာအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစွစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်အစွစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ဘာကကိုအမိအဖအဖို့ဖွာဆွေမျိုးညတိတို့အားကုသိုလ်အမြဝေငှပါကုန်၏သာသနာတော်ဆောင်နှံလောကဆောင်နှံတို့အား
ကုသိုလ်အမြတ်ဝေငှပါကုန်၏30ဘုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း